ထိုင်းလိုမျိုးပေါ့နော်ကိုတိုင်းသို့မဟုတ်ငါကိုတိုင်းလို့ပြောတာကိုตัวฉันเองตัวฉันเองကိုတိုင်းသို့မဟုတ်ငါကိုတိုင်းပေါ့နော်နောက်တစ်မျိုးကကြတော့သူကိုယ်တိုင်ပေါ့နော်တယောက်သေးကိုပြောချင်လို့ရှိရင်သူကိုယ်တိုင်လို့ပြောတာကိုตัวเขาเองตัวเขาเองသူကိုယ်တိုင်ပေါ့နော်ဒါကြတော့တယောက်သေးကိုရည်စူးပြီးတော့ပြောတာပေါ့နော်တခုကအများကိုရည်စူးပြီးတော့ပြောချင်လို့ရှိရင်သူတို့ကိုယ်တိုင်အဲ့လိုမျိုးပေါ့နော်ตัวพวกเขาเองตัวพวกเขาเองသူတို့ကိုယ်တိုင်ပေါ့နော်ဒါကကြတော့အများကိုရည်စူးပြီးတော့ပြောတဲ့သဘောမျိုးပါနောက်တစ်ခုကကြတော့ဒီအရွေတူတွေပြောတဲ့စကားပေါ့နော်သူနဲ့ကိုနဲ့ကအရွေတူဆိုလို့ရှိရင်နင်ကိုယ်တိုင်အဲ့လိုမျိုးပြောချင်လို့ရှိရင်တော့ตัวเธอเองตัวเธอเองနင်ကိုယ်တိုင်ပေါ့နော်ခမရတို့ကိုယ်တိုင်ဒါမှမဟုတ်တင်တို့ကိုယ်တိုင်လို့ပြောတာကိုตัวพวกคุณเองตัวพวกคุณเองတင်တို့ကိုယ်တိုင်ခမရတို့ကိုယ်တိုင်ပေါ့နောက်တစ်ခုကငါတို့ကိုယ်တိုင်ပေါ့နော်ငါတို့ဆိုတာတော့အများကိုပြောတာပေါ့ငါတို့ကိုယ်တိုင်လို့ပြောချင်ตัวพวกเราเองตัวพวกเราเองငါတို့ကိုယ်တိုင်ပေါ့နော်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့อยากဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးမျှဝေပေးပါမယ်อยากဆိုတာကတော့မြန်မာလိုရှင်တာကိုပြောတာပါဥပမာပေါ့နော်ငါဘာဖြစ်ရှင်လဲငါဘာလုပ်ရှင်လဲငါဘေးသွားခြင်းလဲဆိုတဲ့စသဖြင့်ပေါ့နော်လက်မျိုးစကားလုံးတွေနဲ့ပတ်သက်ပြီးဝါကြလေးတွေဖွင့်ကြည့်ကြပါမယ်ဥပမာငါဒီမှာလုပ်ရှင်တယ်ဆိုတာကိုฉันอยากทำที่นี่ฉันอยากทำที่นี่ငါဒီမှာလုပ်ရှင်ပေါ့နော်ထိုင်းတွေမှာကြတော့ထိုင်းစကားတွေမှာရှင်နာကိုအရှိရထည့်ပါတယ်ကိုလှုပ်တဲ့ဟာကိုပေါ့နော်အနောက်မှာထည့်ပါတယ်သူတို့ကစကားကိုပြောင်းပြန်ပြောပါတယ်ရှင်နာကိုအရင်ထည့်ပြီးတော့လုံးမဲ့အရာကိုအနောက်မှာထည့်ပါတယ်ရှမ်းရทำที่นี่ငါဒီမှာလုပ်ရှင်နေပေါ့နော်နောက်တစ်ခုကဒီမှာနေခြင်းလားလို့မေးတာကိုอยากอยู่ที่นี่ไหมอยากอยู่ที่นี่ไหมဒီမှာနေခြင်းလားอยากဆိုတာတော့ရှင်တာပေါ့နော်อยู่ဆိုတာတော့နေတယ်ที่นี่ဆိုတာတော့ဒီညာပေါ့နော်ไหมဆိုတာတော့လာအမေးမေးကုန်ပေါ့နော်อยากอยู่ที่นี่ไหมဒီမှာနေခြင်းလားနောက်တစ်ခုကအလုပ်အတူတူလုပ်ခြင်းလားလို့ပြောတာကိုอยากทำงานด้วยกันไหมอยากทำงานด้วยกันไหมအလုပ်အတူတူလုပ်ခြင်းလားอยากချင်းတာပေါ့နော်ทำงานအလုပ်တာด้วยกันအတူတူပေါ့နော်မိုင်းဆိုတာတော့လာအမေးမေးကုန်ပေါ့နော်อยากทำงานด้วยกันไหมအလုပ်အတူတူလုပ်ခြင်းလားနောက်တစ်ခုကဘာလုပ်ရှင်တာလဲလို့ပြောတာကိုอยากทำอะไรอยากทำอะไรဘာလုပ်ရှင်တာလဲอยากဆိုတာတော့ရှင်တာทำอะไรဘာလုပ်တာလဲပေါ့နော်อยากทำอะไรဘာလုပ်ရှင်တာလဲလုပ်ချင်တာကိုလုံးလို့ပြောတာကိုอยากทำอะไรก็ทำอยากทำอะไรก็ทำလုပ်ချင်တာကိုလုံးပေါ့နော်သူနဲ့လိုက်သွားခြင်းနေလို့ပြောတာကိုอยากไปกับเขาอยากไปกับเขาသူနဲ့လိုက်သွားခြင်းနေอยากရှင်တာပေါ့နော်ไปกับเขาသူနဲ့လိုက်သွားတာอยากไปกับเขาသူနဲ့လိုက်သွားခြင်းနေစားခြင်းတာကိုอยากกินอยากกิน